Trump ဟာ NATO အဖွဲ့ကိုစွန့်ထွက်ဖို့အခုလေတင်ချင်းချောက်လိုက်ပါတယ်။ဥရောပကဒီစစ်ပွဲကိုမလိုလားပါဘူး။အခုဆိုရင်သူတို့ဟာဒါကိုတက်တက်ကြွကြွဟန်တောင်းနေကြပြီးအနောက်အုပ်စုမဟာမိတ်အဖွဲ့ဟာတကယ်လက်တွေ့မှာအကြောင်းတွေပေါ်နေပါပြီ။အီတလီဟာ American စစ်လေယာဉ်တွေကိုသူ့ရဲ့စစ်အခြေစိုက်စခန်းမှာဆင်းသက်ခွင့်ညှင်းဆိုခဲ့ပါတယ်။စပိန်ကလည်း Iran နဲ့ပတ်သက်တဲ့ဘလို့ American စစ်စင်ရေးမျိုးကိုမဆိုစခန်းတွေအသုံးပြုခွင့်နဲ့လေကြောင်းပြန်တန်းခွင့်ကိုပိတ်ပင်လိုက်ပါတယ်။ပြင်သစ်ကတော့ Israel ကိုဦးတည်တဲ့စစ်လက်နက်ပစ္စည်းတွေတင်ဆောင်လာတဲ့ American လေယာဉ်တွေကိုသူ့ရဲ့ဝေဟင်ပိုင်နက်ဖြတ်တန်းခွင့်ပိတ်ပင်ခဲ့ပါတယ်။ NATO အဖွဲ့ဝင်3နိုင်ငံတိုက်ရိုက်ငင်းဆိုမှု3ကြိမ်ပါ။ Israel ကလည်းချက်ချင်းတုံ့ပြန်ခဲ့ပြီးပြင်သစ်ကလက်နက်တင်သွင်းမှုအားလုံးကိုရပ်တန့်လိုက်ပါတယ်။အဲဒီနောက်မှာတော့ Trump ဟာဒေါသပေါက်ကွဲပြီး American ကို NATO အဖွဲ့ကနေလုံးဝနှုတ်ထွက်ဖို့အလေးနက်စဉ်းစားနေကြောင်း The Telegraph ကိုပြောကြားခဲ့ပါတယ်။သူ့ရဲ့သတင်းစကားကရှင်းပါတယ်။မင်းတို့ဘာသာမင်းတို့ဘလို့တိုက်ရမလဲဆိုတာသင်ယူရတော့မယ်။ American ဟာ NATO အဖွဲ့ဝင်တနိုင်ငံချင်းထက်ပိုမိုသုံးစွဲယုံတင်မကအားလုံးပေါင်းထက်တောင်ပိုပြီးသုံးစွဲနေတာပါဒီကြားထဲမှာတရုတ်ကဝင်ရောက်ပြီးအီရန်ရဲ့အချုပ်အာဏာနဲ့ချက်ချင်းအပြစ်အခတ်ရပ်စည်းရေးအတွက်ပါကစ္စတန်နဲ့အတူအချက်၅ချက်ပါငြိမ်းချမ်းရေးအစီအစဉ်ကိုထုတ်ပြန်ခဲ့ပါတယ်အီရန်ကအပြစ်အခတ်ရပ်စည်းရေးတောင်းဆိုထားပြီးလို့ Trump ကဆိုပေမဲ့အီရန်ကတော့အဲ့ဒီနေ့မှာပဲညှင်းဆိုခဲ့ပါတယ်ဧပြီလ6ရက်နေ့စွမ်းအင်အခြေခံအဆောက်အဦတွေကိုတိုက်ခိုက်မဲ့တတ်မှတ်ရက်ကရှိနေစေပါဘယ်တဘိုးသူညီရေးမှာအတီးဖြူဟာသေးတယ်လို့အတိတ်ခတ်ရစည်းရေးလည်းမရသေးပါဘူးနောက်ဆုံးရသတင်းတွေအတွက်ကျွန်တော်ကို please follow လုပ်ထားပြီးပါ